ကမ္ဘာ့ရွှေကတော့ဒီနေ့ဈေးစဖွင့်တဲ့အချိန်2နာရီလောက်လေအတွင်းမှာတက်အောင်စောက်ကိုဒေါ်လာ100နီးပါးလောက်ကျပြီးသွားပြီပေါ့နော်ဆိုတော့4512လောက်ထိနည်းနည်းလေးပြန်တက်သွားတယ်ဈေးစဖွင့်တဲ့အချိန်မှာလေပြီးတော့4418လောက်ထိကိုကျသွားတယ်ဆိုတော့ဒီတစ်ပတ်ကိုတော့ကျွန်တော်ကတော့အကျတို့ပဲဆက်ပြီးတော့မှန်းထားသေးရပေါ့နော်အဲ့ဒါကိုကျွန်တော်ရဲ့ Telegram Channel မှာanalysis လုပ်ပြီးတော့တင်ပေးထားရပေါ့နော်Telegram Channel ကိုမ join ရသေးဘူးဆိုလို့ရှိရင်TikTok bio page bio မှာကျွန်တော်ရေးပေးထားတယ်အဲ့ link ကနေပြီးတော့ join လို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်ကိုကျွန်တော်ဘယ်လိုခန့်မှန်းထားပေးလဲဆိုတော့4400ကတော့ first target ပေါ့4350က second target third target အနေနဲ့နောက်ဆုံး target အနေနဲ့ကကြတော့4280လောက်ထိကျမယ်လို့တော့ခန့်မှန်းထားရဗျအရင်တစ်ပတ်ကလည်းကျွန်တော်ခန့်မှန်းထားတာက4400လောက်ထိကျမယ်လို့ခန့်မှန်းထားတယ်ဆိုတော့အဲ့ဒါလေးရောက်သွားခဲ့သေးရပေါ့နော်အဲ့ကနေမှနည်းနည်းလေး4200လောက်ထိကျသွားပြီးတော့မှပြန်တက်လာတာပေါ့နော်ဆိုတော့ဒီတစ်ပတ်ကတော့ကျွန်တော်ကတော့4280လောက်ထိတော့ကျမယ်လို့ခန့်မှန်းထားတယ်ဗျဆိုတော့ဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလည်း trading လုပ်တဲ့သူတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်ခန့်မှန်းတဲ့အတိုင်းဈေးကကျနိုင်လားဒါမှမဟုတ်တက်နိုင်တဲ့အဖွဲ့ရလားဆိုတာကိုတစ်ချက်လောက်ငင်းခုန်ပေးခဲ့ကြပါဦး